ဖြစ်ရကဒီလိုပါအမေရိကန်နိုင်ငံပင်ဆယ်ဗေးနီးယားပြည်နယ်ရှိအေချန်သောအင်္ဂလိပ်အိမ်2026ခုနှစ်ဇန်နဝါရီလ23ရက်ညတန်းကောင်းရင်အချိန်မွေးနေ့ကိတ်ပေါ်ကဖျောင်းနိုင်လေးတွေကိုအသက်17နှစ်ပြည့်သွားတဲ့ကလီတန်းတယောက်ပြုံးပြော်ရင်မှုတ်ထုတ်လိုက်တဲ့ဘေးမှာတော့သူ့ကိုအလွန်ချစ်ကြတဲ့မွေးစားမိဘနှစ်ပါးဖြစ်တဲ့ဂျူလီယန်နဲ့ဒေါဂလတ်တို့က Happy Birthday သချင်းကိုနှွေးထွေးစွာဆိုပေးနေကြပါတယ်။အရာအလုံးဟာပြီးပြည့်စုံနေတဲ့မိသားစုဘဝလေးတစ်ခုလိုပါပဲ။ဒါပေမဲ့ဒီပျော်ရွှင်မှုဟာမိနစ်ပိုင်းပဲခံခဲ့ပါတယ်။ အေးရဝင်ချိန်ရောက်တဲ့အခါ Nintendo Switch Game ဇာတ်လေးကိုဖခင်ဖြစ်သူဒေါကလတ်ကသိမ်းဆည်းလိုက်တဲ့အချိန်မှာတော့ကလီတန်ရင်မြစ်လုံးတွေထဲမှာဒေါသရိပ်တွေရက်တန်းသွားပါတယ်။မိဘတွေကတော့ဒါကလေးတယောက်ရဲ့စိတ်ကောက်မှုလိုပဲထင်ခဲ့ကြတာပေါ့။အဲ့ဒီနောက်မှာတော့မိဘနှစ်ပါးအိပ်ပျော်နေတဲ့တိတ်ဆိတ်လောနဲ့ညက်နဲ့တန်းကောင်းကလီတန်ဟာသူ့ဂိမ်းဆက်ကိုပြန်ရှာဖို့အမောင့်ထဲမှာတိတ်တဆိတ်ထွက်လာခဲ့တယ်။အန်ဆွဲတွေကတနက်သိန်းနဲ့ safe data တော့ကိုတွေးသွားတဲ့အခါဂိမ်းဆက်ကိုရှာမတိပဲ6လုံးဖြူတနက်တလက်ကိုပဲတွေးလိုက်ရပါတယ်။ဂိမ်းတွေကကဘာနဲ့လက်တွေ့ဘဝကိုမခွဲခြားနိုင်တော့တဲ့ကောင်လေးဟာတနက်သေးကိုကြည့်ဖြီးပြီးသူ့ကိုဂိမ်းမစော့ခိုင်းတဲ့ဖခင်စီကအိတ်ခန့်စီကိုခြေတံဖွားဖွားနဲ့ရှောက်လန်းသွားခဲ့ပါတယ်။ဒိုင်ကျဲလောင်တဲ့တနက်တန်ကအင်္ဂလိပ်ရဲ့တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တယ်။ဂျူလီယန်လက်နိုးလာတဲ့အချိန်မှာတော့သူ့ဘေးနာကခင်ဝန်းဖြစ်သူဟာအေးဆက်နေတဲ့အလောင်းတစ်ခုဖြစ်နေပါပြီ။ကတင်ဘော်ကစီးကြလာတဲ့သွေးဆက်တန်တွေဟာနိုင်စက္ကန့်တန်နေတဲ့ပိုပြီးခြောက်ချဖို့ကောင်းနေပါတယ်။ထို့အချိန်မှာပဲအခန်းဝမှာပေါ်လာတဲ့ကလေးတန်ဟာဒယ်ဒီတော့တီးပြီးလို့အေးဆက်စွာပြောပြီးလေကားကနေပြေးဆင်းသွားပါတော့တယ်။ရဲတပ်ဖွဲ့ဝင်တွေမင်းမြန်းတဲ့အခါကလေးတန်ကတုံးလုံးခြောက်ချခြင်းမရှိပဲဒယ်ဒီကိုကျွန်တော်တတ်ခဲ့တာလို့ဝန်ခံခဲ့ပါတယ်။အကြောင်းရင်းကတော့ဂိမ်းဆက်ကိုသိမ့်လိုက်လို့ဆိုတဲ့ရိုးရှင်းလွန်တဲ့အချက်ပါပဲ။ ဖေဖော်ဝါရီလ19ရက်တရားရုံးပထမဆုံးရုံချိန်မှာတော့မျက်မှန်လီနဲ့အပြစ်ကင်းစင်ပုံရတဲ့အသက်17နှစ်အရွယ်ကောင်လေးဟာလက်ထိတ်ခတ်ခံထားရပါတယ်။သူပထမဆုံးပြောလိုက်တဲ့စကားကမာမီလက်ထိတ်နေရကနာတယ်တဲ့။သူလုတ်ခဲ့တဲ့ရာဇဝတ်မှုရဲ့ကြီးလေးပုံကိုသူကိုယ်တိုင်နားမလည်သေးတယ်လို့ပါပဲ။အနစ်ချုပ်တင်ခန်းစာအနေထင်ကတော့ဒီဇလန်ဟာ game ဆွဲလန်းမှုကလေးသူငယ်ရဲ့စိတ်ချမ်းမာရေးနဲ့အိမ်တွင်းတနက်ကင်ဆောင်မှုတွေပေါ်ကြီးမားတဲ့မေးခွန်းထောက်စရာတွေဖြစ်လာစေပါတယ်။မနစ်ပန်းဒေါသတစ်ခုနဲ့ဂိမ်းဇလီတစ်ခုကြောင့်ချေရတဲ့မိသားစုတစ်ခုပျို့ကွဲသွားရတဲ့အဖြစ်ဆိုးမှာဗျာ